အားလုံးပဲမင်္ဂလာပါချက်မောင်ကျော်ကိုဒီလိုအီလေးနဲ့ရက်ကြကြခံအောင်ဘယ်လိုကြောရမလဲဆိုတာကိုဒီနေ့ကြောပြမှာပါပထမဦးဆုံးဘာကဝယ်လာတဲ့မြစ်တွေကိုအရင်ဆုံးပြုတ်ပါမယ်ပြီးရင်တော့ရွှေထားတဲ့ချက်မောင်တွေကိုဒီလိုမျိုးကြိုလိုက်မယ်ပေါ့နော်ဒီလိုအနေထားလေးရရင်တော့ရောက်ပါပြီစနွင်းထဲမယ်စက်တုံနေထဲမယ်စက်တုံဖြူထဲမယ်သူတို့ကိုပါတော့မှုတဲ့အထိကြော်ပေးမယ်ပြီးတော့ပါတော့အယောင်တင်မုတ်ကိုတုံထားတယ်ငြူတီခွဲချမ်းတုံးနေရပါတယ်ပစုံကိုလည်းပါတော့ရေကိုခမ်းပြီးတော့နည်းနည်းလေးကျွတ်သွားတဲ့အထိကြော်မယ်ပြီးမြစ်ကိုပါတစ်ခါလေးထည့်ကြော်ပါတယ်ဒီမှာဆိုလို့ရှိရင်ပါတော့ငပိမထည့်ဘူးပေါ့နော်ငပိအစားတို့ငံပြားရိုးပဲတုံးပါတယ်ငပိထည့်တုံးလည်းရပါတယ်နော်ပြီးတော့ပါကငံပြားရေးတုံးပါတယ်ပါကငံပြားရေးလေးကိုတုံးတာပို့ပြီးတော့ကြိုက်တယ်ပို့ပြီးတော့လည်းမှုရလို့ထင်ပါပြင်ငြူသီးစိမ့်လေးထည့်ပြီးတော့ဘာလို့ရေကိုခမ်းပြီးတော့ချောင်းထဲမှာရေထဲရှိတဲ့အရာတွေပါအကုန်လုံး၆တဲ့အထိဒီလိုလေးမှုပေးရင်တော့ရပါပြီအားလုံးပဲစကောင်းကြပါစေရှင်